Which way go English lo? Call me dad. Call me dad. Which way? Can go English lo? Fortune. Fortune. Can. Nyan go English lo? Wisdom. Wisdom. Nyan. Wiriya go English lo? Effort. Effort. Wiriya. Loba go English lo? Greed. Greed. Loba. Doda go English lo? Anger. Anger. Moha go English lo? Ignorance. Ignorance. လို့ပြောလို့ရပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ဒီဗီဒီယိုလေးထဲမှာဝစ်ကြွေးတို့ကံဉဏ်ဝရိယလောဘဒေါသမောဟဒါလေးတွေကိုဘယ်လိုပြောလို့ရလဲဆိုတာကိုမျှဝေပေးသွားဖြစ်ပါတယ်။စကားလုံးလေး9လုံးကိုဒီဗီဒီယိုထဲမှာအားလုံးမှတ်မိမယ်လို့ထင်ပါတယ်။ပို့ပြီးတော့မှတ်မိသွားအောင်လို့နောက်တစ်ခါလောက်တူတူပြန်ပြောကြည့်မယ်နော်။နံပါတ်1အနေနဲ့ဝစ်ကြွေးကို call me dad နံပါတ်2အနေနဲ့ကံကို fortune နံပါတ်3အနေနဲ့ဉာဏ်ကို wisdom နံပါတ်4အနေနဲ့ဝိရိယကို effort နံပါတ်5အနေနဲ့လောဘကို greed နံပါတ်6အနေနဲ့ဒေါသကို anger နံပါတ်9အနေနဲ့မောဟကို ignorance လို့ပြောပါတယ်။ကဲဒါဆိုလို့ရှိရင်တော့ဒီစကားလုံးလေး9လုံးကိုအားလုံးမှတ်မိသွားမယ်လို့ထင်ပါတယ်။ဒီလိုမျိုးပေါ့နော်နေ့စဉ်ဘဝမှာပြောနေကြဖြစ်တဲ့ကြုံနေကြဖြစ်တဲ့သုံးနေကြစကားလုံးအသုံးနှုန်းနေ့စဉ်သုံးစကားလုံးလေးတွေကိုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့နင်းရဲ့ Future Way page လေးကို follow လေးလုပ်ပြီးတော့အင်္ဂလိပ်စာလေးလာလို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။